မင်္ဂလာပါနောက်ဆုံးရတဲ့များတင်ဆက်ပေးပါမယ်သမရအဝင်းမြင့်ပေါ်တစ္ဆာစောင့်တည်နေဆဲဖြစ်တဲ့လို့စီရီယံနိုင်ငံဝန်ခံကောင်စီ၈ခုထုတ်ပြန်နိုင်ငံတော်သမရအဝင်းမြင့်ပေါ်မှာသာဆက်လက်တစ္ဆာစောင့်တည်နေဆဲဖြစ်ကြောင်းစီရီယံနိုင်ငံဝန်ထမ်းများကောင်စီ၈ခုကပူးတွဲထုတ်ပြန်ခဲ့ပြီးသမရအဝင်းမြင့်အနေနဲ့တိုင်းပြည်နယ်လူမျိုးအကျိုးနိုင်ငံတော်အကျိုးဆက်လက်တည်ပိုးနိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တာခဲ့ပါတယ်အာဏာသိမ်းစစ်တပ်ဖန်တီးထားတဲ့နိုင်ငံတော်သမရအဝင်းမြင့်ပြန်လည်လွတ်မြောက်လာခဲ့ခြင်းပေါ်ဒေသအခြေပြုစီရီယံနိုင်ငံဝန်ထမ်းကောင်စီ၈ခုဖြစ်တဲ့ကချင်ပြည်နယ်စီရီယံနိုင်ငံဝန်ထမ်းများကောင်စီ KSCCSC ကရင်ပြည်နိုင်ငံဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆိုင်လှုပ်ရှားမှုကောင်စီ CSC-CDN စကိုင်း Federal Unit စီရီယံနိုင်ငံဝန်ထမ်းများကောင်စီ CCSC-SFU ပဲခူးဒေသစီရီယံနိုင်ငံဝန်ထမ်းကောင်စီ BRCC မန္တလေးဒေသအကြမ်းမဖက်အာဏာဖီဆိုင်ရေးအဖွဲ့ DMO ကရင်ပြည်နယ်စီရီယံနိုင်ငံဝန်ထမ်းများကောင်စီ CCSC-MON ရန်ကုန် Federal Unit စီရီယံနိုင်ငံဝန်ထမ်းများအဖွဲ့အစည်း YFCCO နဲ့ရှမ်းပြည်နယ်စီရီယံကောင်စီယာယီတို့ကဒီကနေ့မှဝမ်းမြောက်ကြောင်းတုံ့ပြန်လာပြီးပို့ခဲ့တာပါနိုင်ငံတော်သမ္မတအဝင်းမြင့်က2020ထွေထွေရွေးကောက်ပွဲကတဆင့်ပြည်သူလူထုကဒီမိုကရေစီနည်းကျထပ်မံအပ်နှင်းလိုက်တဲ့အချုပ်အခြာအာဏာကိုဆက်လက်ဆုပ်ကိုင်ထားတဲ့တရားဝင်နိုင်ငံတော်သမ္မတဖြစ်ကြောင်းကိုခိုင်မာလက်ခံထားသလိုနိုင်ငံတကာတိုင်းဝိုင်းကလည်းမြန်မာနိုင်ငံရဲ့တရားဝင်သမ္မတဖြစ်ဒီကနေ့တိုင်တိမှတ်ပြုထားဆဲဖြစ်ကြောင်းထုတ်ပြန်ပါတယ်။သမ္မတအနေနဲ့ပြီးခဲ့တဲ့နှစ်တွေမှာဖမ်းဆီးထိန်းသိမ်းခံရစဉ်နိုင်ကျမ်းမာရေးနဲ့ဘဝလုံခြုံရေးဆိုင်ရာအခက်အခဲတွေကိုကြံ့ကြံ့ခိုင်ရှင်းဆိုင်ကြော်ဖြတ်ခဲ့ပြီးပြန်လည်လွတ်မြောက်လာတာဟာသမ္မတကြီးရဲ့ခိုင်မာရဲ့စိတ်ဓာတ်ပြည်သူတွေရဲ့တခဲနဲ့ထောက်ခံအားပေးမှုရလဒ်တာဖြစ်ကြောင်းဖော်ပြထားပါတယ်မတရားဖန်ဆီးသူစစ်ကောင်စီပေါ်ကျေးဇူးတင်ရှိရမယ်ကိစ္စရဲ့မဟုတ်ပဲမူလကမှမဖြစ်သင့်မဖြစ်ထိုက်တဲ့လုပ်ရက်ကိုပြန်လည်ပြင်ဆင်ခြင်းသာဖြစ်ကြောင်းရှုမြင်ပါတယ်လို့စီရီယံနိုင်ငံဝန်ထမ်းတွေရဲ့တုံ့ပြန်လာမှရှိသားထားပါတယ်သမရအဝင်းမြင့်မိသားစုနဲ့ပြန်လည်စုံစည်းခွင့်ရတဲ့ပေါ်ပြည်သူတွေနဲ့တူဝမ်းမြောက်ကြောင်းဖော်ပြပြီးဆက်လက်ဖန်ဆီးထိန်းသိမ်းခြင်းခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်တရားမဝင်ဖန်ဆီးထားတဲ့နိုင်ငံအကျဉ်းသားများအားလုံးကလည်းအမြန်ဆုံးလွတ်မြောက်လာရေးဟာပြည်သူတရက်လုံးရဲ့ဆန္ဒဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ပြည်သူ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းများအားလုံး၎င်းတို့ရဲ့မိသားစုနဲ့တူမြန်ဆုံးပြန်လည်စုံစည်းနိုင်ရေးကိုကျွန်ုပ်တို့ကောင်စီတွေကပြည်သူတွေနဲ့တူမျှော်လင့်လျက်ရှိတယ်လို့စီဒီယံနိုင်ငံဝန်ထမ်းများရဲ့တုံ့ပြန်လာမှာဖော်ပြထားပါတယ်။နောက်တစ်ပုတ်အနေနဲ့သမရအတူမှသမရအစ်စ်ကိုပြန်လွှတ်ပြီးနှစ်တစ်ကူနှစ်အထိမ်းအမှတ်ဆိုတာအကျဉ်းသား4335ဦးကိုပြန်လွှတ်ပြီးခဲ့ရမှာပြည်သူတရက်လုံးတခဲနဲ့ရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံတော်သမရကြီးဦးဝင်းမြင့်ပါဝင်လာခဲ့ပါတယ်။မင်းအောင်လှိုင်က၎င်းကိုနိုင်ငံတကာကအတိမတ်ပြုခံလို့စိတ်ပြင်းပြလာမှုကြောင့်တရုတ်ရဲ့အကြံပေးချက်နဲ့အခုလိုသွေးတိုးဆန်းလာတာပါ။မင်းအောင်လှိုင်လက်မှတ်ထိုးထားတဲ့ကြီးညာချက်မှာအကျဉ်းသားဝင်းမြင့်အဘဦးထွန်းကျင်လို့ရှင်းသီးစွာသုံးနှုန်းထားတာကိုတွေ့ရပါတယ်။အပြစ်မရှိပဲဖမ်းဆီးခံရသူတမနာကြီးဦးမြင့်ပြန်လည်လွတ်မြောက်လာခြင်းကဝမ်းသာစရာဖြစ်ပေမဲ့မင်းအောင်လှိုင်ရဲ့လုပ်ရက်ကတရားမျှတမှုမဟုတ်ပဲအာဏာကိုအလွဲသုံးစားလုပ်ပြီးနိုင်ငံရေးရအမျက်ထုတ်မှုသာဖြစ်ပါတယ်။အလွယ်ဆုံးဥပမာပေးရမယ်ဆိုရင်လူရန်ကားတယောက်ကိုယ့်အိမ်နဲ့အတင်းဝင်လာပြီးကိုယ့်အခန်းထဲမှာပိတ်လောင်ထားမယ်တပတ်လောက်ကြာမှငါမင်းကိုတနာလို့အခန်းတစ်ခါဖွင့်ပေးလိုက်ပြီလို့ပြောခြင်းမျိုးသာဖြစ်ပါတယ်။တကယ်တမ်းမှာအခန်းထဲပိတ်ခံထားရတာကကိုယ့်အမမဟုတ်တယ်လို့တကားဖွင့်ပေးတာကိုလည်းကျေးဇူးတင်ရမယ်အရာမဟုတ်မူလကတည်းကမဖမ်းသင့်တာကိုဖမ်းထားခြင်းကသာအဓိကပြဿနာဖြစ်နေတာပါ။ဒေါက်တာမျိုးညွန့်ကတောင်ငူထောင်မှလွတ်မြောက်လာပြီးနေပြည်တော်ရှိ၎င်းရဲ့သမီးဖြစ်သူနဲ့အိမ်ကိုပြန်လည်ရောက်ရှိလာတဲ့သမရကြီးနဲ့တွားရောက်တွေ့ဆုံခဲ့ရာသမရကြီးကစိတ်ပိုင်းရောက်ရုပ်ပိုင်းဆိုင်ရာပါကျမ်းမာရေးကောင်းမွန်လျက်ရှိရလို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒီလိုလွတ်ပေးရမှာရာဇဝတ်ကျင့်တော်ဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရန်ကြံရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြခံပါမယ်ဆိုတဲ့စီကံသတ်မှတ်ချက်နဲ့လွတ်ပေးတာဖြစ်ပေမဲ့သမရအဝင်းမြင့်အနေနဲ့ဥပဒေနဲ့ညီစွန်းတဲ့လုပ်ရက်တွေမလုပ်ခဲ့တဲ့အတွက်ပုံမှန်401ခံဝန်ချက်ကိုလက်မှတ်ရေးထိုးရန်ညှင်းဆန်ခဲ့ကြောင်းဒေါက်တာမျိုးညွန့်ကပြောပါတယ်။2021ခုနှစ်အာဏာသိမ်းစဉ်ကနှုတ်ထွက်ပေးဖို့ထက်အတိခံမဲ့ဆိုတဲ့၎င်းရဲ့ရည်တည်ချက်အတိုင်းစစ်တပ်ရဲ့ဖိအားပေးမှုအောက်မှာဂုဏ်သိက္ခာရှိရှိဆက်လက်ရည်တည်နေနိုင်ခဲ့တဲ့သမရတဦးလည်းဖြစ်တယ်လို့ရေးသားထားပါတယ်။အသက်84နှစ်ရှိပြီဖြစ်တဲ့သမရကြီးဦးဝင်းမြင့်က၎င်းတို့လုတ်ကြံဖန်တီးထားတဲ့ပြစ်မှုရှိမှုနဲ့ထောင်ဒဏ်14နှစ်ကြာခံနေရသူဖြစ်ပါတယ်။ဦးဝင်းမြင့်ကိုလူငင်းချမ်းသာခွင့်ပေးလိုက်ခြင်းကဒီကနေ့ထိမင်းအောင်လှိုင်အလျှော့ပေးခဲ့မှုတွေထဲမှာတိတာအထင်ရှားဆုံးသောအခြေအနေတရက်ပြောလို့ရတယ်လို့သတင်းတွေကဆိုပါတယ်။မင်းအောင်လှိုင်ဟာတည်တံ့ကြခံနေရမှုအားလုံးကိုပဲဖြတ်ပြီးခဲ့ပြီးမြဲကိုချင်းမီနဲ့ကိုဖြိုးစရာတော်တို့ကိုအကျဉ်းယုံတရားစီရင်ကတပ်ဖြတ်ခဲ့ပြီးဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမြည်သည့်သတင်းမှမကြားရသေးကောလာဟာလာတွေသာဖြစ်တယ်လို့ဆိုပါတယ်။ဦးဝင်းထိန်လွတ်တယ်လို့ကြားသိရကြောင်းမင်းမြန်ရမှာထည့်သွင်းပြောဆိုသွားတာပါနေပြည်တော်ကနင်းစီဆိုင်မှာပဲထားမလို့ရန်ကုန်ကတက္ကသိုလ်ရိပ်သာနာကနေအိမ်မှာပဲထားမလို့သတင်းတွေထွက်နေပါတယ်ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းနဲ့အိမ်ကပုံကိုယ်တွေကတစုံတရာအကြောင်းကြားတာမရှိဘူးတစုံတရာပြင်ဆင်ထားတာမရှိတဲ့အတွက်သူတို့ဘာမှမသိဘူးလို့ပြောတယ်လို့ဒေါက်တာမျိုးညွန့်ကဆိုပါတယ်
နေပြည်တော်ကနင်းစီဆိုင်ကလည်းလုံးဝကိုပြိုကျပျက်စီးနေတဲ့အတွက်အဲ့ဒီမှာထားမယ်ဆိုတာလည်းလုံးဝအခြေမြင့်မရှိတဲ့သတင်းလို့၎င်းကဆိုပါတယ်။ထောင်ဒဏ်29နှစ်ကြာခံနေရတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုအခြားအကျဉ်းသားများနည်းတူပြစ်ဒဏ်ချပုံပုံတက်ပေါ်၄နှစ်ခွဲလျှော့ပေးခဲ့တယ်လို့သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းကတော့၎င်းရဲ့မိခင်ကိုလက်ရှိမှာမြည်သည့်နေရာမှာချုံနှောင်ထားတယ်ဆိုတာကိုတောင်မှရှင်းရှင်းလင်းလင်းမသိရသေးကြောင်းပြောကြားခဲ့တာပါ။မင်းအောင်လှိုင်ကစစ်တပ်ကြီးတစ်တက်လုံးကိုမှောက်လို့မှောက်လှန်လို့လှန်လုံနိုင်ခွင့်ရှိတော့လဲ၎င်းထက်ပညာရေးချင်းကအစားအဖက်ဖက်မှတာလွန်နေသူဒေါ်အောင်ဆန်းစုကြည်ကိုတမနာတုဖြစ်လာသည့်တိုင်ကြားနှစ်စဉ်လက်ပြင်မှာတွေ့စတန်းလို့မရှိရဲပဲဖြစ်နေစေဆိုတာကိုယခုတမနာကြီးဦးဝင်းမြင့်ကိုလွတ်ပြီးခြံထားခဲ့တဲ့အဖြစ်ကထင်ရှားနေပါတယ်။အားလုံးကလည်းအဲ့ဒီလိုပဲယူဆကြမှသာဖြစ်ပါတယ်။တမနာကြီးဦးဝင်းမြင့်ကိုအရင်လွတ်ပြီးနိုင်ငံတကာသဘောထားကိုအရင်သွေးတိုးဆန်းလာခြင်းဖြစ်ပြီးဘလို့ထူးခြားလာမလားဆိုတာနိုင်ငံတော်တိုင်ပင်ကိုလွတ်ပေးဖို့အရေးကူးလာမှသာဖြစ်ပါတယ်။ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးပေါ်ကထကဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာခြင်းပေါ်အချိန်လင့်စွာဆောင်ဆိုင်ခဲ့ရတဲ့လွတ်မြောက်မှုအဖြစ်စိတ်သက်သာရာရမိကြောင်းပြောကြားခဲ့တော်လဲဒေါအောင်ဆန်းစုကြည်ကိုပါချက်ချင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။၎င်းကလူမှုကွန်ရက်မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်းမှုနောက်ပိုင်းမတရားဖန်ဆီးထိန်းသိမ်းခံထားသူအလုံးကိုချက်ချင်းနဲ့ချွင်းချက်မရှိပြန်လွှတ်ပေးဖို့လိုအပ်တယ်လို့ရှိသားထားတာပါ။မင်းအောင်လှိုင်အာဏာသိမ်းခဲ့တဲ့အတွက်လူပေါင်း9982ဦးတပ်ဖြတ်ခံရပြီး14200ဟာအကျဉ်းထဲမှာရှိနေဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများအကူအညီပေးဖွဲ့ရဲ့စည်ရင်းနေရသိရပါတယ်။မင်းအောင်လှိုင်ကတရုတ်သမ္မတရှီကျင်းဖြစ်နေရရှိခဲ့တဲ့သဘောတူညီချက်တွေအရရွေးကောက်ပွဲကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့တရုတ်အထူးတန်တမန်တန်ရီချင်းကပြောဆိုခဲ့တာဖြစ်ပြီးအခုသမ္မတကြီးဦးဝင်းမြင့်ကိုပြန်လွှတ်ပေးခဲ့မှုကအမျိုးသားပြန်လည်ပေါင်းစည်းရေးဆိုတဲ့သဘောတူညီချက်အရဖြစ်ကောင်းဖြစ်နိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ပါတယ်။မင်းအောင်လှိုင်ကအုပ်ချုပ်ရေးအာဏာ3ရက်လုံးကိုချုပ်ကင်ထားတယ်ဆိုတော့လေသူ့အထက်မှာမာကြားရှိနေပါသေးတယ်။အခြားသောလွတ်လပ်ခွင့်အားလုံးထက်တာလုံးတဲ့မိမိရဲ့အမားမှန်တီးစိတ်နဲ့အညီလွတ်လပ်စွာတည်ရှိခွင့်လွတ်လပ်စွာပြောဆိုခွင့်နဲ့လွတ်လပ်စွာငင်းခုန်ဆွေးနွေးခွင့်တို့ကိုကျွန်ုပ်အမပေးပါလို့ရှိသားထားပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေအခြေချုပ်ပြောင်းတဲ့သတင်းအတည်ပြုလို့မရသေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူ့ရွေးကောက်ခံနိုင်ငံတော်တိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ကိုနေအခြေချုပ်ပြောင်းနေဆိုတဲ့သတင်းကအတည်ပြုလို့မရသေးတဲ့ကောလာဟာလာတာဖြစ်ကြောင်း NUG အစိုးရဝန်ကြီးချုပ်ရုံးပြောခွင့်ရဦးနေဖုံးလက်ကပြောပါရယ်။မြန်မာနေစံတရက်ဖြစ်တဲ့ AP 19ရက်မှာသမ္မတတုမင်းအောင်လှိုင်ကသမ္မတအယောင်ဆောင်ကအကျဉ်းသား4335ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်တအုပ်ဖြစ်သူဦးဝင်းထိန်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ NLD ပါတီခေါင်းဆောင်ချုပ်လွတ်မြောက်လာတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်ဦးနေဖုံးလက်ကအတည်ပြုလို့မရသေးကြောင်း AP 18ရက်မနက်ပိုင်းမှာ၎င်းရဲ့ Facebook စာမျက်နှာပေါ်မှာရေးသားထားပါတယ်။လက်ရှိအချိန်မှာနိုင်ငံတော်သမ္မတဦးဝင်းမြင့်မိသားစုစီပြန်လည်ရောက်ရှိလာတာတခုကသာသတင်းမှန်ဖြစ်ပြီးနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုနေအိမ်အခြေချုပ်ပြောင်းတဲ့ဗပဦးဝင်းထိန်လွတ်တယ်ဝန်ကြီးချုပ်ချိုလည်းလွတ်တယ်ဆိုတာတွေကအတည်ပြုလို့မရသေးတဲ့ကောလာဟာလတွေအစ်စ်မှာပဲရှိသေးတယ်လို့၎င်းကရေးသားထားပါတယ်။မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုစကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နဲ့ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်တို့လည်းလွတ်မြောက်လာတယ်လို့ AP 19ရက်မှာသတင်းတွေထွက်ပေါ်ခဲ့တာပါဒီကနေ့မနက်ထိဝန်ကြီးချုပ်တွေလွတ်တယ်ဆိုတာအတည်ပြုလို့မရသေးပါဘူးလို့မဲဆောက်အခြေဆိုင်2020ရွေးကောက်ခံရန်ကုန်တိုင်းတော်အမတ်တအုပ်ကပြောပါတယ်မတရားဖန်ဆီးခံထားတဲ့ဒေါအောင်ဆန်းစုကြည်နဲ့တို့နိုင်ငံရေးအကျဉ်းသားများချွင်းချက်မရှိလွတ်မြောက်ဖို့နဲ့စစ်အာဏာရှင်စနစ်ကိုမြန်မာမျိုးပေါ်မှာအမြင့်ပြတ်မောင်းထုတ်နိုင်ဖို့မိမိတို့အားလုံးတော်လှန်ရေးကိုမျက်ခြေမပြတ်ရှေ့ဆက်ကြိုးစားရမှာဖြစ်ကြောင်းဦးနေဖုံးလက်ကပြောကြားထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်